အင်္ဂလိပ်စာကိုဖတ်တတ်တဲ့လေ့ကျင့်ကောင်းလေးတစ်ခုကိုပန်းဆိုင်ကျင်းပါတလားထုံးလုံးငယ် digital library ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ library လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဘယ်လိုစတင်အသုံးပြုရမလဲဖုန်းဒါမှမဟုတ် tablet အသုံးပြုတဲ့အတွက်ကတော့ Play Store ဒါမှမဟုတ် App Store တွေကနေ Moodle application ကို download ဆွဲယူလိုက်ပါပြီးရင် app ထဲမှာထုံးလုံးငယ်ရဲ့ website link ကိုရိုက်ထည့်ပြီးတော့ကိုယ့်ရဲ့ username နဲ့ password ကိုထည့်ပြီးတော့ login ဝင်လိုက်ရုံပါပဲlaptop နဲ့ computer အသုံးပြုသူတွေအတွက် Chrome, Safari, browser တို့ကနေတဆင့်တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ဘယ်လိုစာအုပ်တွေရှိလဲ။ကိုယ့်ရဲ့ level ကဘာပဲဖြစ်ဖြစ်စိတ်မပူပါနဲ့။ဒီမှာက level အလိုက်စာအုပ်တွေကိုခွဲပေးထားပါတယ်။ beginner level တွေအတွက်နားလည်ရလွယ်တဲ့ရုပ်ပြစာအုပ်တွေထားရှိပေးထားပြီးတော့ advanced learner တွေအတွက်ကတော့ကဘာကျော် novel စာအုပ်တွေအထိစုံစုံလင်လင်ထားရှိပေးထားပါတယ်။ search bar မှာလည်းကိုဖတ်ချင်တဲ့စာအုပ်ကိုအလွယ်တကူရိုက်ရှာလို့ရပါတယ်။ ဆက်ဖက်တဲ့အခါမှာပို့ပြီးတော့မှအဆင်ပြေအောင်ဒီ setting ကိုအသုံးပြုစီပါပထမဆုံးအနေနဲ့ကိုဖတ်ချင်တဲ့စာအုပ်ကိုဖွင့်လိုက်ပါပြီးရင်တော့ screen ရဲ့အပေါ်ဘက်မှာရှိတဲ့စာအုပ်ပုံစံ icon လေးကိုနှိပ်လိုက်ပြီးတော့ full screen mode နဲ့ flipbook setting လေးကဖွင့်ထားရဆိုရင်တော့စာအုပ်လေးကိုစတင်ဖတ်ရှုနိုင်ပါပြီမျက်စိမညောင်အောင် severe ဒါမှမဟုတ် dark mode setting ကိုလည်းရွေးချယ်ပြီးတော့ဖတ်ရှုနိုင်ပါတယ်စာလုံးအရွယ်အစားအသေးအကြီးကိုလည်းလိုတလို့ပြောင်းလို့ရပါတယ်နှစ်ဆွဲပြီးစာမျက်နှာတွေပြောင်းရွှေ့နိုင်တာမို့လို့ physical စာအုပ်တစ်အုပ်ဖတ်နေရတယ်လို့ခန်းစားချက်ကိုရရှိစေမှာပဲဖြစ်ပါတယ်ကဲအခု library လေးကိုဘယ်လိုအသုံးပြုရမလဲသိသွားပြီဆိုတော့ SLT ရဲ့ Facebook page messenger မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်